ဓမ္မမိတ်ဆွေအားလုံးပဲမင်္ဂလာပါပဲဆုံလအတွက်မတ်တရနေဖြင့်မာဂရီတာစီဆရာတော်ဘုရားစီစဉ်ရေးသားသောခါတော်နေများစာအုပ်မှထုတ်နှုတ်ပြီးပဲဆုံလပြည်ဗုဒ္ဓနေ့အကြောင်းဒီကောင်းဆရာများကိုစာသင်သားအမှတ်စုကဖတ်ရှုကာသက်ဆင့်ဝေမျှပေးသွားပါမယ်ပဲဆုံလပြည်ဗုဒ္ဓနေ့အကြောင်းဒီကောင်းဆရာများပဲဆုံလပြည်နေ့သည်ဗုဒ္ဓဘာသာဝင်တို့၏နေထူးနေမြတ်ကြီးဖြစ်ပါတယ်။ပဲဆုံလပြည့်နေ့ထူးခြားချက်မှာဗျာဒိတ်ဖွားမြင်ဘောဓိပင်စံဝင်နိဗ္ဗာန်ဆိုသည်နှင့်အညီသုံးလောကထွတ်ထားဘောရမဗုဒ္ဓတပ်ပင်ကြီးမြတ်စွာဘုရားနှင့်ဆက်ဆက်၍ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်းဖွားမြင်တော်မူသောနေ့ဖြစ်ခြင်းဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်းပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်းဟူသောဤထူးခြားချက်၄မျိုးနဲ့တိုက်ဆိုင်နေပါတယ်။ဤကဲ့သို့ထူးခြားချက်၄မျိုးနဲ့ပြည့်စုံသောကြောင့်ဤနေ့ကိုပဲဆုံလပြည့်ဗုဒ္ဓနေ့ဟုအမွန်းတင်ခေါ်ဆိုကြပါတယ်။ဤကဆုံလပြည့်နေ့တွင်မန္နယံကိုအောင်မြင်တော်မူသောကြောင့်ဤနေ့ဤရက်ကိုပဲဆုံလပြည့်မန်အောင်နေ့အဖြစ်ဗုဒ္ဓဘာသာဝင်တို့၏စိတ်အစဉ်တွင်ဆွဲမြဲ၍နေကြပါတယ်။ဝိတာကနက္ခတ်နှင့်ရှင်၍ဖွားမြင်တော်မူခြင်းပရိနိဗ္ဗာန်စံတော်မူခြင်းများကိုအကြောင်းပြု၍ပဲဆုံလပြည့်နေ့ကိုဝိဆက်တေးဟုခေါ်ဆိုကြပါတယ်ဝိတာကတေးဟုဆိုလိုပါတယ်ဗုဒ္ဓဘာသာဝင်တို့သည်ဖျားဖြစ်သောနေထူးနေမြတ်ကိုအာရုံပြု၍ပဲဆုံလပြည့်နေ့၌ပရိဘောဂစေတီထိုက်သောဘောဓိပင်ကိုရေသွန်းလောင်းလေးရှိကြပါတယ်ဘောဓိပင်သည်တပ်ပင်ညုဒဉာဏ်တော်ကိုရ၍တရားဖြစ်တော်မူရာဌာနဖြစ်ခြင်းဟောဘက်တော်ခုနှစ်ပါးတွင်စည်ရင်ဝင်ဖြစ်ခြင်းတို့ကြောင့်ထူးခြားသောတစ်ပင်တစ်မျိုးဖြစ်ပါတယ်။ဤကဲ့သို့မြတ်စွာဘုရားနှင့်ဓာတ်ရိုက်ဆက်ဆက်၍ဘောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်လာကိုခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါတယ်။မြန်မာရိုးရာ12လရာသီပွဲတော်များအနက်ပဲဆုံလ၌ညောင်ရည်သွန်းပွဲတော်ကိုရိုးရာပွဲတော်အဖြစ်အစဉ်အလာသတ်မှတ်ခဲ့ကြပါတယ်။အတနာဘောဓိယမထေရအလောင်းသည်တိတ်တမြတ်စွာဘုရားရှင်၏ဘောဓိပင်ကိုစိုက်ပျိုးပူဇော်ရသောကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်းစัจ जा မင်းဖြစ်ရခြင်းအပေဘေးမှလွတ်ကင်းရခြင်းဟူသောအကျိုးများကိုခံစားရကြောင်းထေရဗြဟ္မဏ်ကျမ်းဂန်၌ဟောကြားထားပါတယ်။ဒန္တောတကတိတ်တမထေရလောင်းသည်ဘဒုမုဒ္ဒရမြတ်စွာဘုရားရှင်ဘောဓိပင်ကိုနန္တာယင်ဖြင့်သုံးလောင်းသောကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်းအနာရောဂါမရှိခြင်းစိုးရိမ်သောကကင်းဝေးခြင်းစသောအကျိုးများကိုရရှိခံစားခဲ့ရပါတယ်။အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်နေ့စဉ်ပဲဆုံလပြည့်နေ့ရောက်တိုင်းဗုဒ္ဓရုပ်ပွားဩဒိတဇေဒီတော်များကိုအနေကစားတင်ဗုဒ္ဓအပိသေကမင်္ဂလာသဘင်ဆင်ရင်ကျင်းပ၍ကုသိုလ်အထုကိုစီးပူးလိရှိကြပါတယ်။ကျောင်းကံဖျားများသို့သွား၍ဒါနသီလဘာဝနာမှုကိုပြုလုပ်ပြီးကဆုံလပြည့်ဗုဒ္ဓနေ့ကိုအမှတ်တရဆင်နွှဲကြပါတယ်။ဗုဒ္ဓဓမ္မစာပေတွေတရားတော်တွေအရှုလေလာနာယူပူဇော်အသားကျင့်ကြံခြင်းဖြင့်ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှပြဘေးရန်ကင်းကွာကျမ်းမာချမ်းသာပြီးပေါင်းကျိုးလိုရာဆန္ဒမှန်သမျှတွေပြည့်စုံနိုင်ကြပါစေလို့စာသင်သားမတ်စုကဆုတောင်းမေတ္တာတွေပို့တာပေးလိုက်ပါရစေ။